ဗုဒ္ဓဘုရားရဲ့ဆုံးမတိုင်းသာသီလသမာဓိပညာသိက္ခာသုံးရပြည့်စုံစွာပညာရှင်သူတော်တို့စုပေါင်းညီညာဖွဲ့စည်းခဲ့လေတာတန်ခါးကိုင်းမဖွဲကြအမျိုးဘာသာတည်တံ့စေဖို့ရာမျောတွေးလို့အခါကရှောက်လန်းနိုင်ရမှာလူမျိုးဘာသာတည်တံ့စေဖို့ရာမျောတွေးလို့အခါကရှောက်လန်းနိုင်ရမှာဒုဘာသာဒုသာသနာကဘာသာတိအောင်ဘာသာဖွဲ့တည်ထောင်လာခဲ့တာဖွဲ့ကြီးမှအဖြူရောင်နှလုံးသားနဲ့ရောင်သွေးမဆန်းချေတန်ဃာတော်များစိတ်စေတနာပြည်သူများအတွက်သာပြည်သူများကောင်းဖို့မှာပန်းစင်ထားကြပါတန်ဃာတော်များစိတ်စေတနာပြည်သူများအတွက်သာပြည်သူများကောင်းဖို့မှာပန်းစင်ထားကြပါသိက္ခာရှိသောတန်ရှင်သောအကျင့်တရားများနဲ့ကိုလူမျိုးတွေအပေါ်ကာဝေးကယက်တီပေးမယ်မဘာသာဖွဲ့တော်မဘာသာဖွဲ့တော်ကဘာမမြမဟေလို့ကြွေးကြော်မြည်ဖွဲ့စည်းခဲ့ပြီနော်လောကဤခြင်းမြတ်တာလွန်ဒါနာစခန်းတွေလေစေတနာစမန်နေတာဖွင့်လှစ်ခဲ့လေတာဒီနေ့တိုင်းမဟာတွင်မှာပြည်သူများငြိမ်းချမ်းမှုရာမဘာသာဖွဲ့သာမဘာသာဖွဲ့သာဦးဆောင်ရည်တည်နေမှာကဘာမမြမဟိတ်လို့ကြွေးကြော်မြည်ဖွဲ့စည်းခဲ့ပြီနော်မဘာသာလို့ခေါ်မဘာသာနဲ့နော်မဘာသာဖွဲ့ကျိုးဆောင်လာပြီနော်ဗုဒ္ဓဘုရားရဲ့ဆုံးမတိုင်းသာသီလသမာဓိပညာသိက္ခာသုံးရပြည့်စုံစွာပညာရှင်သူတော်တို့စုပေါင်းညီညာဖွဲ့စည်းခဲ့လေတာတန်ခါးကိုင်းမဖွဲကြအမျိုးဘာသာတည်တံ့စေဖို့ရာမျောတွေးလို့အခါကရှောက်လန်းနိုင်ရမှာလူမျိုးဘာသာတည်တံ့စေဖို့ရာမျောတွေးလို့အခါကရှောက်လန်းနိုင်ရမှာဒုဘာသာဒုသာသနာကဘာသာတိအောင်ဘာသာဖွဲ့တည်ထောင်လာခဲ့တာ
ကြီးမှာအဖြူရောင်နှလုံးသားနဲ့ရောင်သွေးမဆန်းချေတန်ဃာတော်များစိတ်စေတနာပြည်သူများအတွက်သာပြည်သူများကောင်းမွန်မှာပန်းစင်ထားကြပါတန်ဃာတော်များစိတ်စေတနာပြည်သူများအတွက်သာပြည်သူများကောင်းမွန်မှာပန်းစင်ထားကြပါသိက္ခာရှိသောတန်ရှင်သောအချင်းတရားများနဲ့ကိုလူမျိုးတွေပေါ်ကာဝေကယတိပေးမယ်မဘာသာဖွင့်တော်မဘာသာဖွင့်တော်ကဘာမမြမဟေလို့ကြွေးကြော်မြည်ဖွဲ့စည်းခဲ့ပြီနော်လောကဤချမ်းမြတ်တာလွန်ဒါနာစခန်းတွေလေစေတနာစစ်မှန်နေတာဖွင့်လှစ်ခဲ့လိတာဒီနေ့တိုင်းမဟာတွင်မှာပြည်သူများငြိမ်းချမ်းမှုရာမဘာသာဖွဲ့သာမဘာသာဖွဲ့သာဦးဆောင်ရည်ကြည်နေမှာကဘာမမြမဟဲ့လို့ကြွေးကြော်မြည်ဖွဲ့စည်းခဲ့ပြီတော့မဘာသာလို့ခေါ်မဘာသာနဲ့နော်မဘာသာဖွဲ့ကျိုးဆောင်လာပြီနော်